သားငိုင်းနဲ့တပင်းမသားကျင်တဲ့နေ့တွေဆိုရင်ဒီလိုပြာကျော်ကျွတ်ကျွတ်မွမွလေးကြော်စားကြည့်တော့မွေးပြာကျော်အမုန်းတော်လေးနဲ့အလွယ်ကြော်ထားရမလို့ကလေးပဲပြုတ်နေကြလည်းမလို့တော့ဘူးနော်ပြာကျော်တစ်မျိုးတည်းနဲ့ဘာဟဲမှမလို့ပဲထမင်းနှစ်ပတ်ကလောက်ကုန်ပါလိမ့်မယ်ပါဝင်ပစ္စည်းတွေကတော့ရင်း200မယ်နဲ့တနားရီလောက်နှက်ထားတယ်မွေးပြာကျော်မုံတစ်ထုပ်ကျက်သွန်မြိတ်နနံပင်ကျက်သွန်မျိုးသီးအချောက်ရယ်မျိုးသီးအစိမ်းရယ်ဂျင်းရယ်ကရမ်းမျိုးသီးတောက်ရယ်ကျက်သွန်မျိုးရယ်ယူရီးယားမယ်အကျော်မုံရယ်ပါဝင်ပါတယ်ကဲပစ္စည်းလေးရေစုံပြီဆိုတော့တစ်ခါနှိပ်ပါတော့မယ်နော်ပကံထဲမှာနှက်ထားတဲ့ပဲလေးတွေရဲ့တခြားပါဝင်ပစ္စည်းတွေကိုရောပြီးတော့နှိပ်ပါမယ်ဒါကတော့ဂျင်းနဲ့ကျက်သွန်မျိုးကိုညက်နေအောင်ထောင်းထားတာပါမွေးပြီးတော့ဆက်အောင်လို့ယူလီယာကကရမ်းမျိုးသီးကြောက်လေးတွေညှက်ထည့်ထားပါတယ်ကိုကအဆက်မစားနိုင်ဘူးဆိုရင်တော့ငရုတ်သီးစိမ်းရောကရမ်းငရုတ်သီးကြောက်ကိုရှော့ထည့်လို့ရပါတယ်နော်မမွားလေးဖြစ်အောင်လို့ဆိုဒါလေးနည်းနည်းထည့်ထားပါတယ်ပြီးရင်တော့စားနဲ့အချုံမုံနည်းနည်းထည့်ပါမယ်ထောင်းထားတဲ့ကျင်းချက်တို့မျိုးကိုအရင်ညှစ်ပြီးတော့အဖက်တွေလည်းထည့်လိုက်ပါမယ်နော်ပြီးရင်တော့ရေလေးနည်းနည်းထည့်ပါမယ်ရေအရင်များသွားရင်လည်းအရင်ပျော်သွားတဲ့လိုရေကိုချိန်ဆပြီးတော့ထည့်ပါနော်အားလုံးကိုသမသွားအောင်တခြားလေးနှည့်ပေးပါမယ်နော်ခဏလောက်နေပြီးသွားရင်တော့အသင်းကြော်ဖို့ဘရာကြော်အစာလေးရပါပြီအရင်ဆုံးစီပူတက်ပါမယ်နော်စီကများများလေးထည့်သုံးထားပါတယ်ပြီးရင်တော့ယူလီယာမီယာတဝက်လောက်နဲ့သုံးထားပါတယ်ဝေးသွားအောင်လို့ငူတီအချောက်တောက်ကိုအရင်ဆုံးကြော်ပြီးတော့ပြန်ဆင်ထားပါမယ်နော်ဘရာကြော်ကမကြွသေးခင်ကိုထည့်ထားတဲ့အစာပလာရဲ့ကြောင့်အရင်မွေးနေပါပြီဒါတောင်တင်းတော်တရွက်ကယူလီယာမရှိလို့မထည့်လိုက်ရတာပါဘရာကြော်ရင်းထဲမှာယူလီယာတော့အမေကြီးကိုသွားပြီးတော့တတိရရပါတော့အမေကြီးကဘေးပြာတွေဝေးကွာအောင်လို့ဆိုပြီးတော့ဘရာကြော်စွန်းတော်ကတ်လေးရှိပါတယ်ဘရာကြော်လေးတွေကအကျက်မြန်ပါတယ်အဲ့ဒါကြောင့်မလို့မီးကိုခက်အေးထားပြီးတော့ကြတော့ဟိုဘက်ဒီဘက်လေးလှမ်းပေးရပါမယ်နော်ဘရာကျော်ကလေပဲနဲ့လှုပ်ထားဆိုတော့ကြတော့ပရိုတိန်းဓာတ်နဲ့ပြည့်ဝပြီးတော့အကုန်ကြလဲတက်တာပါတယ်ထမင်းနဲ့ဒီတိုင်းစားမလားတုပ်စားမလားဟင်းချက်စားမလားဆွဲဆောင်ရတဲ့ဘရာကျော်လေးပါယူလီယာတို့ဒီမှာဆိုရင်ဘရာကျော်တစ်ခုကို10ဘက်လောက်ရှိပါတယ်အဲ့တော့ဆိုင်မှာသွားစားရင်မဝလို့ကိုယ့်အိမ်မှာကိုယ်ပြောစားတော့များများလဲစားရတယ်လို့စားလို့လည်းကောင်းပါတယ်ပဲကိုစိမ်ပြီးတော့ပဲလှုပ်ဒါမှမဟုတ်ကိုကခကြီးကိထားမခံနိုင်ဘူးဆိုရင် ready made အမုံထုံနဲ့ပဲလှုပ်ချက်စားလို့ရပါတယ်နော်ဟိုတစ်ခါကယူလီယာမွေးပြာကျော်မှုကိုဒီတိုင်းကြော်စားတော့သူကနည်းနည်းမားခြင်းနဲ့ပေါ့နော်အဲ့တော့အခုယူလီယာဆက်ထားသလိုအချိုးလေးနဲ့ဆက်ပြီးတော့စားကြည့်ရောဒီတစ်ခါကပို့ပြီးတော့အဆင်ပြေပါတယ်ကဲစကားလည်းပြောနဲ့ပြာကျော်သွားလိုက်တာအကျော်လေးလည်းရပါပြီနော်ဟောဒီယာပြာကျော်ပူပူလေးပါရှင်ဘရာကျော်လေးကကျွတ်မွားပြီးတော့အနမ်းနဲ့တင်တရေရွာပါတယ်ယူလီယာဘရာကျော်ရင်အထက်ကအသားတွေအရင်မကြက်ရင်တိတ်မကြိုက်ပါဘူးချိုးကြဘရာကျော်ကအခွေးကကြီးပြီးတော့အထက်မှာအစာတွေမကြက်တာလည်းရှိတတ်ပါတယ်သမင်းပူပူလေးကိုစားလေးစီလေးဆမ်းပြီးတော့ဘရာကျော်ပူပူကျွတ်လေးနဲ့စားလိုက်ရတာအညာမှာတော့အတော်ငယ်ကအကျော်နဲ့သမင်းခွန်ကျွေးတာကိုပြန်သတိရပြီးတော့အလွမ်းပြေသွားပါတယ်ပါဟင်းနဲ့စားရတာအင်းနေပြီဆိုရင်တစ်ခေါက်လောက်တော့ဘရာကျော်လေးကြော်ပြီးတော့ဒီလိုတက်လိုလေးစားကြည့်နော်ထမင်းပူပူလေးကိုဘရာကျော်လေးမြုပ်ပြီးတော့ငရုတ်သီးတောင်လေးကိုက်ပြီးတော့စားလိုက်ရတာတကယ်ကိုနှက်တုတ်တာပါပဲနော်ငငယ်ဆိုရင်ထမင်းပူပူနဲ့ဒီလိုမျိုးအကျော်တွေနဲ့လုံးပြီးတော့ကြတော့ထမင်းလုံးလုပ်ပြီးစားကြတာပါ